Hi 皆さんこんにちはဒီဗီဒီယိုလေးမှာကကျွန်တော်တို့ကိုင်းဖတ်တဲ့အခါမှာကြုံတွေ့ရတဲ့အခက်အခဲလေးတွေကိုအဆင်ပြေလွယ်ကူသွားအောင်လို့မျှဝေပေးတဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာအဓိကရည်ရွယ်တာကတော့ F1F4 ကျောင်းသားကအဓိကအဲ့လောက်ကြီးပြဿနာမရှိဘူးပေါ့နော် reading မှာကလေတိုကိုင်းမှာကနော် reading မှာအဓိကပြဿနာရှိရသည်321 level ဖြည့်ကလေးကအချိန်မလောက်တာကိုအများဆုံးတွေ့ရပါတယ်နောက်တစ်ခုကပုံစံတစ်ပုံလုံးသာဖတ်လို့ပြီးသွားတယ်အဖြေရှာလို့မတွေ့ဘူးဆိုတဲ့ပြဿနာလေးတွေလည်းအများဆုံးတွေ့ရပါတယ်အဲ့ပြဿနာလေးတွေကိုအနေနဲ့များပေါ့နော်ဖြည့်ရှင်းပေးနိုင်တယ်ဆိုလို့ရှိရင်เนาะဖြစ်ဒီဗီဒီယိုလေးရိုက်ရတာအကျိုးတရားမှုရှိရလို့ယူဆရမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကြည့်ခြင်းအပြင်မိနာဆန်တို့ရဲ့ reading အခက်အခဲလေးတွေပြေလည်ပါစေလို့မျှော်လင့်ရင်းနဲ့ဗီဒီယိုလေးကိုရှင်းပြပေးပါမယ်เนาะအဲ့တော့ဗီဒီယိုလေးရဲ့အရှိဆုံးမှာပါတဲ့ဟာလေးကဘာလဲဆိုလို့ရှိရင်အဓိကကတော့စာပိုက်အတူလေးတွေမှာပြဿနာခက်ခဲတိတ်မရှိပေမဲ့စာပိုက်အရှိမှာတော့ပြဿနာရှိတာတွေ့ရပါတယ်เนาะအဲ့တော့9မိနစ်ဖတ်တဲ့ပုံစံမျိုးပေါ့เนาะ chew bone လို့ခေါ်တဲ့ဆလုံးကြီးချိုးဘုံလို့ခေါ်တဲ့ဟာလေးတွေကဆလုံးရင်900ခန်းရှိပြီးတော့မှချောဘုံလို့ခေါ်တဲ့ကောင်လေးကျတော့ဆလုံးရင်1000ခန်းရှိရပေါ့နော်အဲ့တော့အဲ့ဟာကြီးအကုန်လုံးကိုအလုံးစီးဖတ်ရမလားဆိုတာလေးတွေကိုဝါရရှိကိုကြည့်ကြည့်ကြမယ်နော်အဲ့တော့အတိတ်က reading ဖြေတဲ့နေရာမှာမလုပ်ရတဲ့အကြောင်းအရာ3ခုကိုအခုဒီဗီဒီယိုလေးထဲမှာရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့မလုပ်ရတဲ့အကြောင်းအရာ3ခုထဲမှာနံပါတ်1အကြောင်းအရာတစ်ခုကတော့အစင်လိုက်ဖတ်ခြင်းဖြစ်ပါတယ်အစင်လိုက်ဖတ်တယ်ဆိုတာကဝါရရှိကိုစာပိုက်ဖတ်တဲ့reading တပုတ်ကိုတွေ့ပြီဆိုတာနဲ့အဓိကတွေ့ရမှာဒီပုတ်စာစာပိုက်မေးခွန်းပေါ့နော်ပုတ်စာဆိုတာက問題3これは陳さんの陳さんに書いた作文です陳さんが書いた作文ですဆိုတဲ့ခေါင်းစဉ်လေးဒီပေါ့ကွယ်เนาะအဲ့ဒါလေးတွေ့ရမယ်နောက်တစ်ခုကတော့စာပိုက်ကြီးပေါ့နော်စာပိုက်ကြီးကတော့私は毎朝何々ပေါ့နော်အဲ့စာပိုက်ကြီးတွေ့ရမယ်နောက်တစ်ခုကတော့အဲ့စာပိုက်ဒီအလုံးဖတ်ပြီးသွားပြီဆိုတော့အောက်မှာမေးခွန်းပါမယ်ပေါ့နော်တော့ဒီကမေးခွန်းကဒါအဲ့တော့အောက်မှာ1 2 3 4ရွေးရုံပဲဒါမျိုးလေးတွေကိုအစင်လိုက်ဖတ်တဲ့ပြဿနာပေါ့နော်အဲ့တော့အစင်လိုက်ဖတ်တင်လားမဖတ်တင်ဘူးလားเนาะအစင်လိုက်ဖတ်ရမယ့်ပုံစံရှိတယ်လို့အစင်လိုက်ဖတ်စရာမလိုတဲ့ပုံစံမျိုးရှိပါတယ်ဥပမာမေခွန်းအရင်ဖတ်တာမျိုးเนาะဟောဒီအောက်ဆုံးကမေခွန်းကိုအရင်ဖတ်ပြီးတော့မှပုံစံကြည့်လိုက်တယ်မေခွန်းဖတ်လိုက်တယ်ပြီးတော့လို့ရှိရင်စာပိုက်ထဲမှာအဖြေရှာတဲ့ဟာပေါ့เนาะအဲ့တော့အစင်လိုက်ဖတ်တဲ့အခါမှာပုံစံဖတ်တဲ့စာပိုက်ဖတ်တဲ့မေခွန်းဖတ်တဲ့အခါမှာလုံးဝနားမလည်တာမျိုးတွေဖြစ်တတ်တယ်အဲ့ဒီတော့အောက်ကနေပြီးတော့မှပေါ်တက်ရတာမျိုးလည်းရှိရဲစာပိုက်ကိုအရင်ဖတ်ရတာလည်းရှိတတ်ပါတယ်เนาะဒါကြောင့်မလို့အစင်လိုက်ဖတ်တာဒီလုံးဝမလုပ်တဲ့အကြောင်းအရာတွေမှာတစ်ခုပါဝင်ဖြစ်ပါတယ်နောက်တစ်ခုเนาะစာပိုက်ကိုအသေးစိတ်ဖတ်ခြင်းဟုတ်ပြီเนาะအဲ့တော့စာပိုက်အသေးစိတ်ဖတ်တဲ့အခါမှာဘာတွေပါလာလဲဆိုလို့ရှိရင်အန်တူးသမားတွေလည်းအဝမ်းခန်းကြီးပါမှာပဲမိမိမသိတဲ့ခန်းကြီးတွေမိမိနားမလည်တဲ့ဝဟရာတွေမိမိနားမလည်တဲ့ဘုံပိုးတွေပေါ့เนาะအဲ့ဒီဘုံပိုးတွေအကုန်လုံးကိုနားလည်အောင်ဖတ်တာနောက်တစ်ခုကအကုန်နားမလည်တဲ့အခါမှာချွေးပြန်လာလေဟုတ်လားအဖြေရှာဖို့တွေးဝေးလာတာငါဒါလည်းနားမလဲဟိုကလည်းနားမလဲအဲ့နေရာနေမတက်တော့တာမျိုးပေါ့နော်ဥပမာကိုမသိတဲ့ခန်းကြီးတစ်ခုပါလာတယ်နော်အဲ့ဒီခန်းကြီးရဲ့အဓိပ္ပာယ်ကိုစဉ်းစားရင်အဖြေရှာရင်လည်းအဲ့ဒီခန်းကြီးကနေပြီးတော့နောက်ကိုမတက်တာနော်အဲ့တော့အချိန်ကြီးကြာလာတာမျိုးတွေလည်းရှိတတ်ပါတယ်နောက်တစ်ခုစာပိုက်အတွင်းရှိသမျှစာအကုန်ဖတ်ခြင်းဖြစ်ပါတယ်ဒါတော့ခုနနံပါတ်2နဲ့နည်းနည်းလေးဆင်နေပေါ့နော်အဲ့တော့ sorry ချောဘုံလို့ပုံစံမျိုးပါပေါ့နော်စာပိုက်ထဲမှာရှိသမျှစာတွေအကုန်သာဖတ်မယ်ဆိုလို့ရှိရင်ချောဘုံရဲ့အချိန်ဒီ10မိနစ်ကနေ10မိနစ်ထိကြာနိုင်ပါတယ်အဲ့ဒီတော့အဲ့ဒီဟာသာအကုန်ဖတ်မယ်ဆိုလို့ရှိရင်မိနာဆန်တို့ရဲ့အချိန်ဒီမလုံလောက်တာတွေကအဓိကအများဆုံးဖြစ်တတ်တဲ့အပုတ်စီအစဆုံးဖတ်တယ်ဒါဆိုရင်တော့လုံးဝအချိန်လောက်စရာအကြောင်းမရှိဘူးဒါကြောင့်မလို့အချိန်မလောက်တဲ့အခါမှာမဖြေလိုက်ရတဲ့အပုတ်တွေရမ်းပြီးတော့ဝိုင်းလိုက်ရတဲ့အပုတ်တွေဖြစ်လာတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ဒီဗီဒီယိုထဲမှာမလုပ်ရတဲ့အကြောင်းအရာ3ခုကိုအတိအကရညွှန်ပြီးပြောထားတာဖြစ်တယ်လုပ်တဲ့အကြောင်းအရာလေးတွေထဲမှာဆိုလို့ရှိရင်တော့ခုနကဒီမလုပ်ရတဲ့အကြောင်းအရာတွေကိုဘာကြောင့်မလုပ်သင့်မင်းနဲ့ဘာကြောင့်ဒီအကြောင်းအရာမလုပ်သင့်မင်းနဲ့ဒီလိုလုပ်သင့်လေဆိုတာကိုဗီဒီယိုတစ်ပုတ်ချင်းစီနဲ့ရှင်းပြပေးဦးမှာဖြစ်ပါတယ်အဲ့တော့မလုပ်ရမယ့်အကြောင်းအရာလေးတွေကိုရှောင်ရှားကြည့်ရင်နဲ့စာပိုက်တစ်ခုကိုဖတ်ကြည့်လို့ရပါတယ်။အားရှိစာပိုက်ကလေးဟောဒီမှာပြထားပါတယ်။ဒီစာပိုက်ကလေးကတကယ်တော့3မိနစ်စာပိုက်ကလေးဖြစ်ပါတယ်။ N2 N1 level ဖတ်ရမယ့်စာပိုက်ကလေးဖြစ်ပါတယ်။ကဲဒီတော့ N2 N1 level ကလေးတွေကဒီစာပိုက်ကလေးကိုအတူတူလိုက်ဖတ်ကြည့်လို့ရပါတယ်။အဲဒီတော့အားရှိဒီစာပိုက်ကလေးကိုဒီပုံလေးတွေနဲ့ပါတွဲပြီးတော့တင်ပေးထားမှာဖြစ်ပါတယ်။အဲ့တော့ဟောဒီစာပိုက်ကလေး3မိနစ်ဖတ်ကြည့်ပါ။
2 မိနစ်ကျော်သွားပြီဖြစ်တဲ့အတွက်မိကုန်းလေးကိုပြောင်းမယ်နော်ကဲချိန်ပြည့်သွားပါပြီအဲ့တော့အဖြေရကြပါသလားကဲအဖြေလေးကတော့အားတရှိ comment မှာရေးပေးထားမယ်နော်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ရင်လည်း reading လေးမှာအဆင်ပြေပါစေနောက်ထပ်ဒီ reading နဲ့ပတ်သက်ပြီးတော့မှအသေးစိတ်ဗီဒီယိုတွေကိုထပ်ပြီးတော့တင်ပြပေးဦးမှာဖြစ်ပါတယ်じゃあ皆さんまたね